အားလုံးမင်္ဂလာပါအခုကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းကတော့ကျွန်တော်တို့ဒီကာလ12မျိုးပေါ့ 12 tenses in English ပေါ့ကာလ12မျိုးမှာပါတဲ့ simple future tense ဖြစ်တဲ့ but to do ရယ် were do ကိုကျွန်တော်တို့လေ့လာကြည့်အောင်အဲ့တော့ကျွန်တော်တို့ကဘာသာစကားတစ်ခုကိုစပြီးတော့လေ့လာတဲ့အခါမျိုးတွေမှာကာလဆိုတာရှိတယ်ပေါ့ကျွန်တော်တော်များများနားလည်ထားတာကပစ္စုပန်အတိတ်အနာဂတ်ဆိုပြီးသိထားတယ်အဲ့တော့ပစ္စုပန်အတိတ်အနာဂတ်ကိုကျွန်တော်တို့ကအသေးစိတ်ကာလတွေထပ်ခွဲမယ်ဆိုရင်တော့အင်္ဂလိပ်စာမှာဆိုရင်ကာလက12မျိုးရှိတယ်။အဲ့ကာလ12မျိုးထဲမှာမှတော်တော်များများကသိကျင်တဲ့ကျွန်တော်တို့ simple future tense ပေါ့ရိုးရိုးအနာဂတ်ကာလလို့ခေါ်တယ် were do ကိုကျွန်တော်ရှင်းပြပေးအောင်ဖြစ်ပါတယ်။အဲ့တော့ were do ကိုကျွန်တော်ဘယ်နေရာမှာသုံးလို့ရလဲဆိုရင်တဲ့ကောက်ကငင်ငါကြီးပြုတ်တစ်ခုစုံတစ်ခုပေါ့လေကျွန်တော်တို့ကပြုတ်လုံးမယ်လို့ဆုံးဖြတ်ချက်ချတဲ့အခါမျိုးတွေနောက်တစ်ခုကကျတော့တစုံတစ်ယောက်ကိုကမ်းလှမ်းတယ်ပေါ့တစ်ခုလုပ်ပေးမယ်လို့ကမ်းလှမ်းတဲ့အခါမျိုးတွေနောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီကနော်လို့ပေါ့ချင်းချောက်တဲ့သဘောပါတဲ့စကားတွေပေါ့အဲ့လိုအချိန်တွေမှာလည်းသုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုကကြတော့ကျွန်တော်ဒီအထင်နဲ့ပြောတဲ့စကားတွေပေါ့ဒီခံမှန်းချက်တွေပေါ့ဒါပေမဲ့အဲ့ခံမှန်းချက်တွေကတက်သေးထောက်ထားတော့မရှိဘူးဒါကိုအထင်နဲ့ပြောတဲ့စကားတွေပေါ့အဲ့လိုအချိန်တွေမှာကျွန်တော်ဘာသုံးလို့ရတယ်ဆိုရင် simple future tense ဖြစ်တဲ့ကျွန်တော် were do ကိုသုံးလို့ရတယ်အဲ့တော့ were do ကိုကျွန်တော်တို့ကမသိခင်မြန်မာစာအဓိပ္ပာယ်ကျွန်တော်နားလည်ထားလို့နားလည်ထားဖို့လိုတာပေါ့ကျွန်တော်စကားပြောမှာဆိုရင်ကျွန်တော် were do ကိုကျွန်တော်အကုန်နေသုံးတယ်ဥပမာမြန်မာစာမှာဥပမာငါသွားမယ်ဆိုရင် English စာမှာကျွန်တော်တို့က I will go ဆိုတဲ့အသုံးပြုလေမြန်မာစာမှာဆိုရင်ကျွန်တော်ငါသွားမယ်ငါသွားလိမ့်မယ်ငါသွားမယ်နော်ငါသွားအောင်မယ်ဆိုအကုန်နေပါတယ်အဲ့တော့ simple future tense ကိုကျွန်တော်သင်မယ်ဆိုရင်ကျွန်တော်တို့အကုန်စကားတွေကိုလည်းနားလည်အောင်သိထားဖို့လိုတာပေါ့အဲ့တော့ simple future tense ကိုကျွန်တော်တို့အကုန်နေသွားမယ်ဆိုရင်လိမ့်မယ်မှားပါမယ်နော်အောင်မယ်ဆိုမှတ်ထားရတယ်လိမ့်မယ်မှားပါမယ်နော်အောင်မယ်ပေါ့ငါသွားလိမ့်မယ်ငါသွားမှားပါငါသွားမယ်နော်ငါသွားအောင်မယ်ဆိုကျွန်တော်သုံးတယ်လေဒါက simple future tense ပါဥပမာငါမနက်စာစားမယ်ဆိုရင် I will eat breakfast အဲ့တော့ငါမနက်စာစားမယ်ဆိုရင်ကျွန်တော်တို့ကမနက်စာစားမှာမနက်စာစားမယ်နော်ငါမနက်စာစားအောင်မယ်ဆိုပြီးတော့မြန်မာစာအကုန်နေပါတယ်အဲ့ကျွန်တော်တို့ကလိမ့်မယ်မှားပါမယ်နော်အောင်မယ်ဆိုမှတ်ထားရမယ်အဲ့တော့ပထမဆုံးအချိန်ကိုကြည့်အောင်ဥပမာကျွန်တော်တို့ကမီးပြန်လာပြီပေါ့အဲ့ကျွန်တော်စကားပြောနေတဲ့အချိန်မှာခုနကလိုမီးပြန်လာပြီဆိုရင် the power is back အဲ့တော့ the power is back မီးပြန်လာပြီဒါမှမဟုတ်လေ the power is back home လို့လည်းအသုံးပြုလို့ရတယ်အမီးပြန်လာပြီဆိုကျွန်တော်ဘာလုပ်တော့မှာလဲမီးခလုတ်ဖွင့်တော့မှာအဲ့တော့ကျွန်တော်တို့မီးခလုတ်ဖွင့်မယ်ဆိုရင်ကျွန်တော်တို့ဘာသွားလဲဆိုရင် I will switch off the light လည်းအသုံးပြုလို့ရတယ်အဲ့တော့ဒါမှမဟုတ် I will switch it on ပေါ့ဒါတခုခလုတ်ခုဖွင့်တာပေါ့အဲ့တော့ I will switch off the light ငါမီးဖွင့်လိုက်မယ်ဆိုတာကဒါဝင်တဲ့သုံးပါဘယ်လိုချင်နေမှာလဲအခုမှစကားပြောနေနဲ့မီးလာလို့တခုခုပြုတ်လို့ဖို့ကျွန်တော်တို့ဒါကောက်ကငင်္ဂါကြီးဆုံးမချက်ချလိုက်ပုံစံဥပမာတစုံတယောက်ကိုယ်ရင်လာလေတယ်သူတို့ဘိုက်စာနေတယ်ပေါ့အဲ့တော့ they are hungry ပေါ့နော်သူတို့တွေကဘိုက်စာနေတယ်ဆိုကျွန်တော်ဘာလုပ်လိုက်မလဲငါဟင်းချက်လိုက်မယ်ပေါ့ I will cook the curry အဲ့တော့ဒီအချိန်ဒီမှာကဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မူတည်ပြီးတော့ကောက်ကငင်္ဂါကြီးပြုတ်လို့ရတဲ့အခြေအနေမျိုးဆိုကျွန်တော်ဘာနဲ့သုံးလို့ရလဲဆိုရင် were နဲ့သုံးပြလို့ရတယ်အဲ့ဒါအခြေအနေတစ်ခုပေါ့နောက်တစ်ခုကကြောက်ကျွန်တော်တို့ကဘာသွားလဲဆိုကမ်းလမ်းမှာပေါ့တစုံတယောက်ဥပမာလူတယောက်အိတ်တွေတည်လာတယ် the bag is heavy the bag is heavy အိတ်ကလေးနေတယ်ပေါ့အဲ့လေးတော့ကျွန်တော်ဘာဖြစ်လဲကူတယ်ပေးမယ်ပေါ့ဒါမျိုးငါဘာဖြစ်လဲ I will help you with it ဒါမျိုးဘာဖြစ်လဲကူတယ်ပေးမယ်ဆိုပြီးတော့ကျွန်တော်အသုံးပြုလို့ရတယ်ဒီနေရာမှာကူညီမယ်ဆိုတာကကမ်းလှမ်းတဲ့သဘောမဲ့လေအဲ့တော့ဒါနှစ်ချက်ပေါ့အခြေအနေပထမအခြေအနေကကြောကျွန်တော်တို့ကတစုံတစ်ခုကိုခုနလိုကောက်ကငင်္ဂါကြီးပြုတ်လို့မယ်လို့ဆုံးဖြတ်တဲ့အခါမျိုးမှာဝယ်နေအသုံးပြုလို့ရခုနလိုမီးပြတ်သွားတော့မီးလာပြီဆိုရင်မီးကလုတ်ဖွင့်လိုက်မယ်ဒါမှမဟုတ်လေတစုံတယောက်ဘိုက်စာလို့ငါဟင်းချက်လိုက်မယ်လို့ပေါ့ဒါကခုမှစကားပြောရင်တန်းလဲနဲ့ကောက်ကငင်္ဂါကြီးပြုတ်လို့မယ်ဆိုလဲဝယ်သုံးလို့ရတယ်နောက်တစ်ခုကကြောကျွန်တော်ကမ်းလှမ်းတဲ့အခါမျိုးတွေမှာလဲဝယ်သုံးလို့ရတယ်ဥပမာတစုံတယောက်နဲ့ကျွန်တော်တို့ကစားတော့ဆိုင်နေပါသွားတယ်ငါရှင်းလိုက်မယ်လို့ဆိုဒါလေတခုခုကိုကမ်းလှမ်းတဲ့သဘောပဲလေအဲ့တော့ကျွန်တော်ဘာနဲ့သုံးလို့ရလဲဝယ်ရင်အသုံးပြုလို့ရတယ်နောက်တစ်ခုကကျွန်တော်ဘာသွားမလဲဆိုရင်ကျွန်တော်တို့အခြေအနေတစ်မျိုးပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ဒီချင်းချောက်တဲ့သဘောပေါ့ဥပမာ if you lie to me နင်ကလိန်နေဆိုရင် I will punish you ငါမျိုးဘာလုပ်လဲအပြစ်ပေးမယ်ပေါ့ဒါကဒီချင်းချောက်တဲ့သဘောပါတဲ့အတွက်ဝယ်နဲ့အသုံးပြုလို့ရတယ်အဲ့တော့ထားတော့နေအမှားလုပ်ရင်နေနောင်နာရလိမ့်မယ်ပေါ့အဲ့တော့ if you make mistake နေအမှားလုပ်ရင် you will regret နေနောင်နာရလိမ့်မယ်အဲ့တော့ဒီသဘောတရားတွေကိုကျွန်တော်တို့က simple future tense မှာလည်းအသုံးပြုလို့ရတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ကတကယ်လို့တ
တခုခုလုပ်ဖို့ကြိုတင်စီစဉ်ပြီးသားကြီးဆိုရင်ကျွန်တော်တို့က MS are going to plus base form နဲ့လည်းအသုံးပြုလို့ရတယ်ဒီမှာ base form ဆိုတာကအများနဲ့လက်ထားတဲ့ verb 1ပေါ့ကျွန်တော်တို့က verb 0လို့လည်းသုံးလို့ရတယ် base form လို့လည်းသုံးလို့ရတယ်ဒါမှမဟုတ်တော်တော်များများကတော့ verb 1နဲ့ရောတာပေါ့အဲ့တော့ MS are going to plus base form ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကတခုခုလုပ်ဖို့ကျင်းသေးတယ်ဆိုအသုံးပြုလို့ရတယ်ဥပမာကျွန်တော်တို့ကငါမနှက်ဖြန်ခီးထွက်မယ်ဆိုရင်ခီးထွက်တော့မယ်ပေါ့I'm going to travel tomorrow ဖြစ်တော့ဘာဖြစ်လို့လဲဒါကိုကခီးထွက်ဖို့ကိုငကိုတဲ့ plan ဆွဲပြီးသားအဲ့တော့အခုကဘာအစီအစဉ်မှလည်းမရှိဘူးခုနလိုပေါ့ငါခီးထွက်မယ်လို့အခုစကားပြောရင်းနဲ့မနေ့ကခီးထွက်မယ်ကွာလို့ကောက်ကငယ်ငါကြီးပြောလိုက်မယ်ဆိုရင် I will travel tomorrow ဆိုအသုံးပြုလို့ရတယ်ဒါပေမဲ့အဲ့ကောင်ကတေချာမှုတော့မရှိဘူးဘာဖြစ်လို့လဲဆိုတော့ခုနလိုပေါ့ဒါကိုကခုနလိုကိုဖြစ်ချင်တဲ့စာနာတစ်ခုကိုချက်ချင်းလည်းငင်းဘာဖြစ်လဲလုံးမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်ကြီးဖြစ်ကောက်ကငယ်ငါကြီးပြောလိုက်တဲ့အချိန်လေးဖြစ်တဲ့အတွက် were do နဲ့သုံးပါတယ်အဲ့တော့ simple future tense က grammar ပုံစံကျွန်တော်ပြန်ကြည့်မယ်ဆိုရင် subject were နောက်မှာကျွန်တော်တို့ဗာလိုက်ပါလဲ base form လိုက်မှာ verb 0ပေါ့အများနားလည်ထားတော့ verb 1အဲ့တော့ were နောက်မှာကျွန်တော်တို့ကဒီ verb တွေထည့်ပြီး verb 1ထည့်ပြီးတော့ကျွန်တော်ဗာသွားလဲဆိုရင်ကျွန်တော်တို့ကတခုကပြောတယ်တစုံတစ်ခုကိုစကားပြောနေနဲ့ကောက်ကငင်ငိုင်းပြုလုပ်မဲ့အခြေအနေနောက်တစ်ခုကကြတော့ဒီတခုခုလုပ်ပေးမယ်လို့ကန်လန်းတဲ့အခြေအနေချင်းချောက်တဲ့သဘောပါတဲ့အခြေအနေနောက်တစ်ခုကကျွန်တော်ဗာကြံသွားလဲဆိုရင်ဒီတက်တေအထောက်ထားပြည့်စုံမရှိဘဲနဲ့ခုနလိုအထင်နဲ့ပြောတဲ့အခါမျိုးပေါ့ဥပမာကျွန်တော်တို့ကမနက်ဖြန်မိုးရွာမယ်လို့ငါထင်တယ် I think it will rain tomorrow သူတို့ဒီနေ့လာမယ်လို့ငါထင်တယ် I think they will come today အဲ့တော့အဓိကသိရမှာကကျွန်တော်တို့က simple future tense ကိုအခြေအနေခုနလိုကောက်ကငင်ငါကြီးပြုလုပ်မယ်လို့ဆုံးဖြတ်တဲ့အခါတစ်စုံတစ်ခုပြုလုပ်မယ်လို့ကမ်းလှမ်းတဲ့အခါမျိုးတွေနောက်တစ်ခုကကျတော့ကျွန်တော်တို့ကနောက်လိုပေါ့ချင်းချောက်တဲ့သဘောပါတယ်တက်သေးအထောက်ထားအပြည့်စုံတော့မရှိဘူးအဲ့ပုံစံမျိုးတွေအဲ့လိုချင်းနေမှာလည်းအသုံးပြုလို့ရတယ်တကယ်လို့ကိုကလုပ်ဖို့ကျင်းသေးတယ်ဆိုရင်တော့ MS are going to plus base form ဆိုအသုံးပြုလို့ရတယ်ဥပမာသူတို့တွေအနက်ဖြန်ပြန်လာတော့မယ်ဆိုရင် they are going to come back tomorrow ဒါသူတို့ကငကိုတဲကိုကပြန်လာဖို့အစီအစဉ်ဆွဲပြီးသား plan ရှိပြီးသားဆိုရင်အသုံးပြုလို့ရတယ်ဒါကြောင့်ကျွန်တော်တို့က simple future tense ဖြစ်တဲ့ subject were do ကိုကျွန်တော်တို့ကသုံးလို့ရတယ်ပုံစံလေးပဲဖြစ်ပါတယ်အားလုံးပဲအကျိုးရှိမယ်ဆိုရင် comment မှာ yes လို့ရေးတော့လို့ရပါတယ်